ဒီကမုတ်ပေးရတာကြာမုတ်နေလီကောင်းလီပဲကိုကအကြိုင်မုတ်ပြီးလို့ဒီတို့ตายရသွားတဲ့မျက်နှာလေးကိုကြည့်ရတာအရသာတမျိုးပဲပေါ့ Yes ဗျာအမတို့ကအဲ့လိုတော့မဟုတ်ခိုင်းတာပဲလား ခိုင်းတယ်တော့ဘယ်ဟုတ်ပါလဲကွာဟေးငါတို့ကိုယ်တည်းကလေကြီးပြူနဲ့ကိုမှုတ်ပေးတာဟာခွန်းစင်ညတော်လေးလှုပ်လိုက်ရမယ်ပင်ပန်းတော့ကွာမပြောပါနဲ့ ငါလည်းကြည့်ပါပဲကိုစောရထွေးတောင်ပြန်လဲကြာလေးမုတ်ပေးရဆိုတော့လက်တွေရောပတ်သက်တွေညောလာပေါ့ Wow အကူတော့လေဗျာလူညံကြဘာကြီးပြောနေလဲဗျာ ဟာမင်းကလူမျိုးဆိုတော့ဘယ်သိမလဲကိုလေးကဟေးဒါလေဒီမယားကြားမှာတကယ်လိုအပ်တဲ့အချစ်ခီးတဲ့တကူကအားဆိုရင်လေစာမုတ်တော့ရှက်တာဟောဟာအခုကျတော့လေအတွေ့အကြုံရှိသွားပြီလေကွာ ဟုတ်တယ်ကွာအဓိကမုတ်ပေးရတာကြာမုတ်နေလီကောင်းလီပဲကိုကအကြိုင်မုတ်ပြီးလို့ဒီတို့ตายရသွားတဲ့မျက်နှာလေးကိုကြည့်ရတာအရသာတမျိုးပဲပေါ့ Yes ဗျာအမတို့ကအဲ့လိုတော့မဟုတ်ခိုင်းတာပဲလား ခိုင်းတယ်တော့ဘယ်ဟုတ်ပါလဲကွာဟေးငါတို့ကိုယ်တည်းကလေကြီးပြူနဲ့ကိုမှုတ်ပေးတာ Wow နော်ဒီကြီးကချက်ရှိတယ်လားအမှန်တကယ်ကရေမိုးချိုးတန့်ဆင်းပြီးမှမှုတ်တာပိုးကောင်းတယ်ဟုတ်လို့ရှိရင်လေဟာမင်းအနဲ့နေပါလေပါလာပဲနော် ဦးလေဗျာညောင်ကြီးပဲဗျာ ဟုတ် အနက်တွေကပါလာတာလားဗျာပါတာပေါ့ပြီးမင်းကငါမှာထားရအောင်မယ်ညာပဲမဟုတ်ရင်အတန်ကိုတတိထားအတန်ထွက်ရင်ပေါင်းချင်အားနာစရာကြီးဟိုကချူချူချဲချဲနဲ့အတန်ထွက်နေတော့ဖေးရင်ငါတို့တမျိုးထင်ပါဗောတို့ကလေဗျာအဲ့လောက်တော့အတန်ထွက်တာပဲလား ထွက်လာဟောဟာဟေးအဲ့မှုတ်တဲ့ကိစ္စလေလားစောလှုပ်ပြီးပိုကောင်းလေပဲနော်ညနေမှမှုတ်လို့ရှိရင်နော်အတန်တိတ်ဆိတ်နေတော့ဘေးရင်ပို့ပြီးတော့တိတာတယ်နောက်တစ်ခုကကြတော့ကြာမှုတ်ပေးနိုင်လေသူတို့တဲ့ကြမ်းမရကောင်းလေပဲ အော်ကိုတို့ကတော်တော်ထန်တာပဲဗျာအမောက်ကနဲ့ကြားမှာကြီးနဲ့ဘာဆိုင်လို့လဲဗျာ ဟာဆိုင်လာပေါ့ဟာမင်းရလေမမှုတ်ဝေးပဲနဲ့မင်းဒီတိုင်းအိတ်လိုက်လို့ရှိရင်လေသူတို့ကစပင်းနဲ့မချောက်လို့ရှိရင်အေးပတ်ပြီးတော့ဖျားမှာပေါ့ အော်ကိုတို့ကလည်းဗျာဒွိုင်အောင်မောက်တာကိုပြောတာလားဗျာ ဟာ